တောက်ချင်လို့မဟုတ်သေးရတငယ်ချင်းများကကွယ်စွတ်တင်တိုင်းလို့ပါဘောရာလေးဆုံးကားလေးတောက်တဲ့ကငါကိုမူသွားအောင်ကွယ်ကွယ်ကြော်ပြီးတိုင်းပါတယ်တောက်ကြမယ်စားကြမယ်ပေါင်းသေးများဒီလိုဆိုအားလုံးလူပြောကုန်မှုစားတော့မယ်လာလာလာအင်္ဂုတ်ပြမယ်ဆိုရင်ငါရမှုနေတကယ်ကိုကိုရုပ်သားရမစူတော့ကြိုက်ပါမိမကလည်းဆောင်နေပြီးဆိုင်ငယ်ကမိမတော်တော်လေးကြောင်ရနေလမ်းလျှောက်လို့ငါမရောက်တဲ့ဒီကပြန်လို့မဲမောင်လေးမိမကတော့ကြလို့ရလို့ကိုဆောင်နေပါသည်ဒုက္ခရောက်ခဲ့ရတဲ့လမ်းမှာမေ